ပေါင်တွေဖားကောက်တယ်ဥအောင်ကစီးပွားရေးတွေလှုပ်လိုက်တာတက်လိုက်ကြလိုက်နော်ကြောက်တုံးတုံးကိုလက်နဲ့ကော်တာနဲ့ကုတ်နဲ့ကော်တာဘယ်ဟာတက်တာခင်ဗျားတို့စီးပွားမဖြစ်တာကြောက်တုံးကိုလက်နဲ့တွန်းနေတာအဲ့ဒါပါလဲဆိုမိကန်ဖကန်နေတင်နေတာအမေပြန်ပြောအဖေပြန်ပြောဒီထဲမှာအမေဖေပြန်မပြောဘူးဆိုတဲ့လက်ထောင်ကြီးသားမှာလက်ကြည်ညိုခြင်းလို့ပါတေချာလုံးတော့မိုးကြိုးပြင်းမှာတော့တစ်ခါမှပြောမဟုတ်ဆိုလက်တွေပြတ်ပါသွားမယ်တခိုးမှမပြောဘူးလားတေချာလားဘိုးချိတ်နေနော်ကြားနော်အမေဖေပြန်ပြောတယ်ဆိုတာအမေလည်းပုထုဇဉ်ဖေလည်းပုထုဇဉ်ကိုလည်းပုထုဇဉ်ပြန်ပြောတာပေါ့ဒါပေမဲ့စိတ်ထဲကနင်းနာပြောမိတာခင်ဗျားလေဗျာဒီ iPhone ဝယ်ချင်တာကြားလိုက်ယူခဲ့3နှစ်ရှိပြီစောင့်နေခင်ဗျာဘာလို့လုပ်နေမှန်းမသိဘူးကိုကစားစရာမရှိဘူးမိဘဆင်းရဲတယ်မိဘတွေဒုက္ခရောက်တယ်အဲ့တော့မိဘကိုပြန်ပြောထားပြီးတော့စော်ကားထားတဲ့သားသမီးတွေဟာဘယ်တော့မှစီးပွားတက်လိုက်ကြတယ်အဲ့ဒါတွေကိုဥအောင်မသိခဲ့တဲ့အခါမှာစီးပွားတက်လိုက်ကြတယ်နောက်ဆုံးမျက်စက်ကြာဆရာတော်ဖျားကြီးနဲ့တွေ့တော့မှဟေးကောင်မင်းစီးပွားတက်လိုက်ကြလိုက်ဖြစ်နေတယ်ဆိုတာအမေကန်ဖိမိကန်ဖကန်နောက်တစ်ခုအမေဖေမရှိရင်လည်းဦးကြီးဦးလေးကိုကျေးဇူးရှိတဲ့လူတွေကျေးဇူးကမ်းထားရင်မင်းတို့စီးပွားမဖြစ်ဘူးဘုန်းကြီးကမေးပါတယ်ဘာသာကြားတွေလည်းမေးလို့ရပါတယ်ဖခင်ကမွေးတာလားအမေကမွေးတာလားအမေကမွေးတာလုံးလုံးစင်အမေတော့ကျေးဇူးချက်ဖို့လုပ်တယ်အဖေလည်းကျေးဇူးချက်ဖို့လုပ်တယ်တကယ်လို့ငယ်ငယ်တည်းကအမေဖေတည်သွားရင်ခင်ဗျားတို့မွေးသားတယ်ဦးကြီးပါကြီးဒီရွယ်ရောက်အောင်ပြီးတော့ကျေးဇူးချက်ဖို့လုပ်